Sport ပြိတ္တများလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာပြောပြသွားရှင်တဲ့အကြောင်းအရာကတော့ဒါဘာစီလိုနာရဲ့ Academy ထွက်ဖြစ်တဲ့လမိုင်းရမယ်ကလက်ရှိချိန်မှာဆိုလို့ရှိရင်တကယ်ကိုပြောင်မြောက်တဲ့စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့တဲ့ပြီးခဲ့တဲ့ညအင်တာမီလန်နဲ့3-0စီတည်ကြတဲ့ပွဲမှာဆိုရင်လည်းပေါ့လေသူသွင်းခဲ့တဲ့ပထမရှေ့ပါဂိုးဟာဒီ18နှစ်သားတယောက်လို့မထင်ရလောက်အောင်ကိုတကယ်ရိုနယ်ဒင်ဟိုတို့ဒါသွင်းသွားခဲ့တယ်လို့မျိုးဟိုတောင်ပြန်ပြီးတော့မြင်အောင်မိတယ်ပေါ့လေစိတ်ထဲမှာလူ2ယောက်3ယောက်ကိုဝင်သွားပြီးတော့မှအตาလေးပဲဒါကောက်ထည့်သွားလိုက်တာအဲ့လိုမျိုးတော်တော်ကြီးကိုကောင်းတာဒါဒီတပွဲလည်းကောင်းတာလည်းမဟုတ်ဘူးတရားစီလုံးမှာတောက်လျှောက်ကိုကောင်းနေတာအဲ့လိုဆိုတော့ဒီလိုကစားသမားတစ်ယောက်ကဒါဒဏ်ရာကြီးကြီးမားမားသာရသွားလို့ရှိရင်ဒါခြေစွမ်းပြတ်သွားတာမျိုးတွေဒီပြန်မလာနိုင်တော့တာမျိုးတွေဖြစ်တယ်ပေါ့လေအားကြောင့်မလို့ဘာစီလိုနာအနေနဲ့ဒီရမယ်ကိုတကယ်လေးတော်တော်လေးဂယူးဆိုင်ပြီးတော့သုံးရမယ်ဆိုတဲ့ဟာမျိုးဒါကျွန်တော်ကမြင်တယ်ပေါ့လေဘာကြောင့်လဲဆိုတော့ဒါဘာစီလိုနာအကယ်ဒမီထွက်တဲ့ထဲမှာလည်းအခုရမယ်ကောင်းတယ်လို့မျိုးပဲကောင်းခဲ့တာရှိတယ်အနည်းဆက်ဆုံးပြောရလို့ရှိရင်ဒါပြီးခဲ့တဲ့ဂျာတီတုန်းကဒီ Premier League မှာ Brighton ကိုတော့အငှားလာကစားတဲ့အထိရှေ့ဆွမ်းကျဆင်းသွားတဲ့ဘာစီလိုနာရဲ့လက်ရှိကျောနံပါတ်10ပိုင်ရှင်လည်းဖြစ်တဲ့အန်ဆူဖာတီပေါ့ဖာတီဟာအခုရမယ်လို့ပဲအသက်16နှစ်ကျော်ကြတဲ့ဘာစီလိုနာအသင်းအတွက်ပွဲထုတ်ခင်ရတယ်စံချိန်မှတ်တမ်းတွေအများကြီးရတယ်ရှေ့ဆွမ်းလည်းတကယ်ကောင်းတယ်မက်ဆီရဲ့နေရာကိုဆက်ခံလိုက်မယ်လို့တောင်အသင်းတာဝန်ရှိသူတွေကယုံကြည်စွာနဲ့ကျောနံပါတ်10ကိုပေးရခြင်းခံရတဲ့ကစားသမားဖြစ်တယ်ပေါ့ဒါပေမဲ့ရမယ်လို့မျိုးပဲအရန်ကောင်းခဲ့ပေမဲ့ဒါဖာတီယာနှစ်အများကြီးမကောင်းခဲ့ဘူးတစ်နှစ်နှစ်နှစ်သုံးနှစ်မှာသူရှေ့ဆွမ်းကြပြီးတော့တကယ်ကိုဘာစီလိုနာအသင်းရဲ့ squad player မဖြစ်တော့တဲ့အထိပုံမှန်ပွဲကစားခွင့်မရနိုင်တော့တဲ့အထိသုံးစားမရတဲ့အဆင့်အထိကိုတော်တော်လေးဆူဆူဝါးကျဆင်းသွားခဲ့တယ်ပေါ့လေအားကြောင့်မလို့ဒါဖာတီဘယ်လောက်တစ်ထိကောင်းခဲ့လဲဆိုတာကိုလေဖာတီကောင်းခဲ့တဲ့ဖာတီရရှိခဲ့ဖူးတဲ့ဖာတီစွမ်းဆောင်ခဲ့ဖူးတဲ့မှတ်တမ်းလေးတွေကိုကျွန်တော်တစ်ချက်လောက်ပြောပြချင်ဖာတီကဒီ2019ခုနှစ်ဩဂုတ်လ25ရက်နေ့မှာသူကဘာစီလိုနာအတွက်စပြီးတော့ပွဲထုတ်ခွင့်ရခဲ့တာအဲ့တုန်းကသူ့အသက်က16အောင်မပြည့်သေးဘူး16နှစ်နဲ့298ရက်ပဲရှိသေးတယ်သူကပြီးတော့ဒီလာလီဂါမှာစပြီးတော့အဲ့ဒါကစားခွင့်ရတာပေါ့လေဒီတော့ဒါပြီးတော့သူကဒီနောက်တစ်ပတ်မှာပဲသူကဘာစီလိုနာအသင်းရဲ့အသင်းသမိုင်းမှာအဲ့ဒီတုန်းကပေါ့လေအခုကတော့ဒါရမယ်ပေါ့အဲ့ဒီတုန်းကဆိုရင်ဖာတီကအသင်းသမိုင်းရဲ့အသက်အငယ်ဆုံးဂိုးသွင်းရှင်ဖြစ်လာတယ်သူ့အသက်က16နှစ်နဲ့304ရက်မှာပဲရှိသေးတယ်ဒီတော့နောက်ပြီးတော့16နှစ်နဲ့304ရက်နောက်ထပ်16နှစ်နဲ့318ရက်ကိုရောက်တဲ့အချိန်မှာသူကလာလီဂါသမိုင်းမှာပွဲစဉ်တစ်ခုထဲမှာဂိုးလဲသွင်းဖန်တီးမှုနဲ့လုံနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့တယ်။အောက်ဂုတ်မှာပွဲထုတ်ခွင့်ရတဲ့စက်တင်ဘာမှာသူအဲ့လိုမျိုးစံချိန်မှတ်တမ်းကောင်းတွေကိုသူလုပ်ပြနိုင်ခဲ့တာ။ပြီးတော့အဲ့ဒီစက်တင်ဘာမှာပဲသူဒါချန်ပီယံလိမှာပွဲထုတ်ခွင့်ရတဲ့ဘာစီလိုနာအတွက်သူဒါမက်ဆီရဲ့နေရာမှာဒေါမွန်နဲ့ကစားခဲ့တဲ့ပွဲမှာမက်ဆီရဲ့နေရာမှာ59မိနစ်ရောက်တော့သူ့ကိုလူစားထည့်ခဲ့တယ်။အဲ့လူစားဝင်ရတယ်ပြီးတော့အဲ့ဒီလာထဲမှာပဲစပိန် U21 အတွက်ရွေးချယ်ခံရတယ်။ U21 မှာသူဟာဒါဘိုဂျန်ကာကစ်သူဘာစီလိုနာအကယ်ဒမီထွက်တစ်ယောက်ဖြစ်တဲ့ဘိုဂျန်ကာကစ်ရဲ့နောက်ဒုတိယအသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာတယ်ပြီးတော့ဒီဇင်ဘာလကိုရောက်တဲ့ခါကျတော့အင်တာမီလန်နဲ့ချန်ပီယံလိအုပ်စုနောက်ဆုံးပွဲစဉ်မှာအဲဒီတော့ဘာစီလိုနာနီးပြကသူ့ကိုလူစားလဲလိုက်တယ်ဒါ85မှာလူစားဝင်လာတယ်90မှာသူအနိုင်ဂိုးသွင်းသွားတယ်ဒါအဲ့ဒီဂိုးကပဲသူကဘာစီလိုနာကစားသမားဘဝပေါ့လေသူကစားသမားဘဝမှာအသက်အငယ်ဆုံးဒါပထမဆုံးချန်ပီယံလိသွင်းကိုချန်ပီယံလိသမိုင်းမှာအသက်အငယ်ဆုံးဒါသွင်းကိုပိုင်ရှင်ဖြစ်လာတယ်အဲ့ဒီတော့ကသူကအသက်18နှစ်ပြည့်ပြီးခါသာရပ်ပေါင်း40ပဲရှိသေးတဲ့အနေအထားဖြစ်တယ်ပေါ့လေဒါအဲ့ဒီဖာတီရဲ့အသက်အရွယ်မှာဖာတီအဲ့လိုတွေတရားဒီပြီးသွားတဲ့အချိန်မှာဖာတီရဲ့စွမ်းဆောင်ရည်ကိုကြည့်လိုက်တဲ့အခါ36ပွဲကစားခွင့်ရတယ်သူက36ပွဲမှာနော်ပွဲချိန်ပြေကစားရတာ3ပွဲပဲရှိတယ်ကျန်တဲ့ဟာတွေကလူစားဝင်တွေပဲတောက်လျှောက်ကစားခွင့်ရအဲ့ဒါနဲ့တောင်မှဖာတီက17ဂိုးသွင်းပြီးတော့ဖန်တီးမှုအကြိမ်ပြုလုပ်ပေးနိုင်ခဲ့တယ်ပေါ့လေအဲ့သူ့အသက်အရွယ်မှာမက်ဆီကိုကြည့်လိုက်တဲ့ခါကျတော့ဒါ6ပွဲပဲကစားခွင့်ရသေးတယ်ဒါဖန်တီးမှုဆိုမရှိသေးဘူးသွင်းကိုတကူပဲရသေးတယ်ပေါ့အဲ့လိုမျိုးပေါ့ဒါဖာတီကတော်တော်လေးအဲ့လိုမျိုးဖြစ်ခဲ့တာအခုဆိုလို့ရှိရင်လည်းအဲ့လိုပဲရမယ်ကိုနှိုင်းရှင်နေကြတယ်ရမယ်ကပြီးခဲ့တဲ့ညကအင်တာနက်ပွဲမှာဒါသူဘာစီလိုနာတော့ပွဲ100ပြည့်သွားခဲ့ပြီဒါဖာတီထက်တောင်မှပို့ပြီးတော့များကစားခွင့်ရတဲ့ကောင်ပေါ့လေဒီတော့သူ့အသက်အရွယ်တုန်းကကြည့်လိုက်တဲ့ခါကျတော့အသက်18နှစ်မှာစီရိုနာတိုဘာလုံးနေပြီလဲဆိုတော့စီရိုနာတို19ပွဲပဲကစားခွင့်ရသေးတယ်သွင်းကုန်း9ခုနဲ့ဖန်တီးမှု4ချိန်ပဲရှိသေးတယ်မက်ဆီယာခုနကပြောသလိုပဲအသက်18နှစ်မှာ
6ပဲကစားခွင့်ရတယ်သွင်းကိုတကူပဲရသေးတယ်အခုဒါရမယ်ကပွဲ100မှာ22ကိုသွင်းပြီးတော့ဖန်တီးမှု33ညင်ရထားပြီဘာစီလိုနာနဲ့လည်းစူဖလာတွေရထားပြီစပိန်လက်ရွေးစင်အသင်းနဲ့လည်းယူရိုဖြစ်ချန်ပီယံဖြစ်တဲ့အထိအောင်မြင်ထားပြီဒီတော့ဒီလိုကစားသမားတစ်ယောက်အတွက်100ဒီမှာပွဲပေါင်း90အထက်ကစားနေရတယ်ဒီလိုကစားသမားမျိုးကိုဘာစီလိုနာအနေနဲ့ထိန်းသိမ်းဆင်ရှင်းနဲ့သုံးဆွဲတဲ့နဲ့အခုအသင်းမှာဖာတီကိုယ်တိုင်လည်းနမူနာရှိနေသေးတယ်ဖာတီလိုမဖြစ်သွားဖို့အတွက်ဘာစီလိုနာအနေနဲ့ဂယူးဆိုင်တဲ့နဲ့ရမယ်ကိုတခုလေးစားစရာကောင်းတာကဖာတီရဲ့ကျောင်းနံပါတ်10ကိုသူ့ကိုယူမလားလို့မေးတဲ့အချိန်မှာသူကဒါသူ့စီနီယာအကိုကြီးကိုပေါ့နော်ဟိုလေးစားမှုထားပြီးတော့သူမယူဘဲနဲ့ဒီတိုင်းပဲဆက်ကစားနေခဲ့တယ်တစ်ချိန်မှာသူလည်းအခုဆိုရင်တော့မက်ဆီနဲ့နှိုင်းချိန်ခံနေရပြီတစ်ချိန်မှာတော့ဘာစီလိုနာရဲ့ကျောင်းနံပါတ်10လည်းဖြစ်လာနိုင်တာပေါ့လေဒါပေမဲ့အဲ့လိုမဖြစ်ဘဲနဲ့သူ့ရှေ့ကကျောင်းနံပါတ်10ပိုင်ရှင်ဒါဖာတီလိုမျိုးဖြစ်မသွားဖို့အတွက်အသင်းတာဝန်ရှိသူတွေအများကြီးဂရုစိုက်ဖို့လိုတယ်ဘာစီလိုနာဟာရှေ့နှစ်တွေတုန်းကလည်းဒီအကယ်ဒမီထွက်တွေဖြစ်တဲ့ကျောင်းဒီဘက်ထရီနဲ့သူကဟိုနဲ့ကိုပေါ့လေဒီဂါဘီနဲ့ကိုဇာဘီအင်နီစတာလို့အကုန်လုံးအမွှန်းတင်တဲ့အချိန်မှာပွဲ100ပြီးကို50-60လောက်ကစားရတယ်ဘက်ထရီဆိုလို့ရှိရင်စပိန်အတွက်ကစားရတာနဲ့ဘာစီလိုနာအတွက်ကစားရ100ပြီးကိုပွဲ60ကျော်ကစားပြီးတော့တော်တော်လေးကိုသူတို့ဒီဝင်ပြီးသွားတဲ့အနေအထားမျိုးတွေဖြစ်ခဲ့တယ်ပေါ့လေအဲ့ဒီဟာမျိုးမဖြစ်ဖို့အတွက်လက်ရှိဘာစီလိုနာအသင်းတာဝန်ရှိသူတွေနီးပြတွေကထိန်းညှိပေးနိုင်မို့လို့တယ်အဲ့လိုဆိုလို့ရှိရင်တော့ရမယ်ဟာဒီထက်ပိုပြီးတော့ကောင်းတဲ့ကစားသမားဒါအသက်20မပြည့်ခင်မှာပဲဘလွန်းဒီရောရနိုင်တဲ့ကစားသမားတောင်ဖြစ်လာဖို့ရှိနေတယ်လို့ကျွန်တော်ကတော့ဒါထင်မြင်ချက်ပေးချင်ပါတယ်ဆိုလိုတာကအဓိကပြောချင်တဲ့အကြောင်းအရာကတော့ဒီရမယ်လိုမျိုးအရန်ကောင်းခဲ့တဲ့ကစားသမားတွေကရှိခဲ့တယ်ပေါ့လေဒါပေမဲ့အကင်တွေမတက်တဲ့ခါအထိမ့်သိမ့်မတက်တဲ့ခါပျက်စီးသွားခဲ့ရတယ်ပေါ့ဒါကြောင့်မလို့ရမယ်ကိုဒါထိမ့်နဲ့ကင်တွေတက်လို့ရှိရင်ပို့ပြီးတော့ကောင်းမယ်ဆိုတော့အမြင်လေးကိုဒါပရိသတ်တွေကိုချပြတာဖြစ်ပါတယ်ပရိသတ်တွေထဲမှာလည်းဒါကိုနဲ့ကျွန်တော်နဲ့မတူတဲ့အမြင်ရှိလို့ရှိရင်လည်းပြောခဲ့နိုင်ပါတယ်ဒါကြည့်ရှုပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပြီးဖိတ်ခေါ်လိုက်ပါတယ်